ဩဦးဇင်းတို့ငယ်ငယ်စာအုပ်တော့ဖတ်ဘူးတယ်ကိုတာတွန်းကိုထုဆိုတာလေဖတ်ဘူးလားသိကောင်းတဲ့စာအုပ်ကဟိုတုန်းကစာအုပ်တွေကိုတာတွန်းကပြိတယ်အရက်မောင်းကလည်းကောင်းအားအင်ကလည်းသိပ်ပြီးတော့တန်မာတယ်ထွားကြိုင်းဩဇာအာဏာလည်းညောင်းတယ်အရက်သေးသားလည်းမတော့ဘူးမဟုတ်တာဆိုဘာမှမလုပ်ဘူးကိုကျင်တရားကောင်းတယ်ပေါ့ဟုတ်လားတရွာလုံးကပြိတယ်သူ့ဆိုလေးစားကြတယ်ကြီးညိုကြတယ်ချစ်ကြတယ်အားကလည်းကောင်းလိုက်တာတဲ့ပြိတယ်နွားတဲ့ကောင်တောင်ပဲနှစ်သိုးတဲ့ကောင်ဂျိုဆွဲပြီးရမ်းပြီးလှဲလိုက်ရင်နွားတောင်ဖင်ထောင်လဲအဲ့လောက်ကြီးအားကောင်းရွာထဲကကောင်လေးတွေမူနာယူနာတွေ့ရင်ရက်တော့တာလည်းမကြိုက်ဘူးမူးတဲ့ကောင်တွေ့ရင်နဗန်ချရတာရက်တော့တာကတော်တော်နဗန်ချလို့မူရင်ကြာကြီးပဲတဲ့ဟုတ်လားအဲ့တော့ပြိလိုက်သူ့ကိုလေးစားကြချစ်ကြတယ်ကြောက်ကြတယ်တရားလုံးကချစ်ကြောက်ယူသေးနေကြတာတခြားကြောင့်လားကိုတာတုံးရဲ့ကိုကျင်တရားကြောင့်လားကိုကျင်တရားကြောင့်ကြည်ညိုကြလေးစားကြချစ်ကြတာနော်တကယ်တော့အဲ့ဒီကိုတာတုံးကြီးကလေအဲ့ဒီရွာထဲမှာရှိတဲ့မုတ်ဆိုးမအမျိုးသမီးကြီးရဲ့သမီးလေးတယောက်ရှိတယ်အဲ့ဒီသမီးလေးနဲ့သွားပြီးတော့ပြစ်မှားစော်ကားမိမုတ်ဆိုးမသမီးလေးကနာမည်တူပါရင်ခွင့်လွတ်ပါအဲ့မှာမတ်ဖြူဆိုမှတ်တယ်စားထဲမှာပါငိုးလို့နေအမေကဟဲ့ငါသမီးဘာဖြစ်တော့မပြောဘာဖြစ်လို့ငိုသလဲပြောမပြောဘာဖြစ်လို့မပြောသလဲတတ်မှာကြောက်လို့ဟဲ့ဘယ်သူကတတ်မှာတော့ကိုတာတုံးကတာတုံးကညိဘာဖြစ်လို့တတ်ရမှာတော့သူကလူမှန်ပဲအမေရဲ့တခြားပေါ်သာမှန်တာသမီးပေါ်မမှန်ဘူးဘာတွေလဲဒီလိုပဲအကုန်ပြောပြလိုက်တော့အောက်မလေးငါတို့မုတ်ဆိုးမှမှုအနိုင်ကျင့်သလားမင်းအားကောင်းတယ်ဆိုပြီးဒီလိုမျိုးစော်ကားတာလားငါအကြောင်းကောင်းကောင်းသိရမယ်ဆိုသူသမီးစော်ကားသွားလို့ပြိသိအဲ့ဒီမှာအမေဖြစ်သူကမုတ်ဆိုးမကထမိန်တူဝစ်ပြီးဓမ္မဒိုနဲ့ထွက်ပြီးသွားစိန်ခေါ်ရတာကိုသာတုံးကြီးပြားပြားဝေးကိုကျင်တရားလည်းဖောက်ပြားသွားရောပြိသိတရွာလုံးပေါ်မှာခေါင်းမော့ပြီးအုပ်ချုပ်နိုင်တဲ့ကိုသာတုံးကိုကျင်တရားပြက်သွားတော့မုတ်ဆိုးမရဲ့ဓမ္မဒိုအောက်ဓမ္မဒိုအောက်မှာကြောက်နေရတာတဲ့ဗျာချမ်းသာစေလားတခြားကြောင့်လားကိုကျင်တရားပြက်သွားလို့လား